ကိုမြောက်သောစာလံအပိုင်းငယ်တကနေ20ထာဝရဘုရား၏တရားလမ်းနဲ့မလွဲမသွေလိုက်သောသူတို့သည်မင်္ဂလာရှိကြ၏တတေခံတော်မူရာလမ်းတတေခံတော်မူချက်တို့ကိုဆောင်ရွက်ကိုတော်ကိုစိတ်နှလုံးအကျဉ်းမဲ့ရှာသောသူတို့သည်မင်္ဂလာရှိကြ၏သူတို့သည်ဒီဇက်ကိုမပြူပြင်းရဲ့လန်ခီတော်နဲ့လိုက်သွားတတ်ကြ၏ကိုတော်ကျွန်ုပ်ဒီကိုစားရဲ့ခြင်းဖို့ရာကျွန်ုပ်ဒီကိုစားရဲ့ခြင်းဖို့ရာကိုတော်ဒီဩဝါဒပေးတော်မူပြီးကိုတော်ဒီကိုစားခြင်းဖို့ရာကိုတော်ဒီဩဝါဒပေးတော်မူပြီးကိုတော်၏အထုံးပွဲများကိုစောင့်ပါမည်ကျွန်တော်စောင့်နိုင်ပါမည်ကြောင်းနိုင်မည်အကြောင်းကျွန်တော်လန်ခီကျွန်ုပ်ဒီလမ်းပြောင်းပါစေတော့ကျွန်ုပ်ဒီပြည့်တော်အလုံးစုံတို့ကိုထောက်ထားသောအခါရှိကြောက်ခြင်းနဲ့ကင်းလို့ရပါ၏ကြောက်ခြင်းနဲ့ကင်းလို့ရပါ၏ပြောင်းမဲ့စွာစီရင်တော်မူချက်များကိုကျွန်တော်လေ့ကျင့်ပြီးမှဂုဏ်တော်ကိုပြောင်းတော်တဘောနဲ့ရှင်းမြောက်ပါမည်ကိုရော၏အထုံးအဖွဲများကိုစောင့်ပါမည်ကျွန်တော်ကိုရှင်းဆုံးပြတော်မူပါနဲ့လူပြိုသည်မိမိသွားတော်လမ်းကိုအဘေကြောင့်ပြောင်းစေနိုင်ပါနည်းဟုမူကားနှုတ်ကပတ်တော်တရားနှုတ်ကပတ်တော်အတိုင်းတတိပြုရမည်ကိုရောဤတို့ကျွန်ုပ်ဒီကိုရောကိုစောင့်ပါမည်ပြင်းတော်လမ်းမလွဲတော်မူပါနဲ့ကိုရောကိုမပြင်းမပေးနေနိုင်မည်အကြောင်းပြတဲ့တော်ကိုနှလုံးထဲမှာထိုးထားပါပြီ။အိုထာဝရဘုရားကိုရောဒီမင်္ဂလာရှိတော်မူ၏အထုံးဖွဲ့တော်တို့ကိုကျွန်ုပ်နဲ့တွင်တင်တော်မူပါစင်တော်မူရာနှုတ်တော်တဲ့အလုံးစုံတို့ကိုကျွန်ုပ်ဒီကိုနှုံနဲ့ပြောဟောပါ၏ကျွန်တော်ဒီကိုနေနေရကျွန်တော်ဒီကိုနေနေဟောပါကျွန်တော်ဒီကိုနေနေဟောပါကျွန်တော်ဒီကိုနှုံနဲ့ဟောပါ၏ပေးတော်မူသောစီစဉ်ဥစ္စာကိုရပြီးတကယ်တော့တရားပေးတော်မူသောစီစဉ်ကိုရပြီးတကယ်တော့တသက်ခံတော်မူရာလမ်းနဲ့ဝမ်းမြောက်ပါ၏ပေးတော်မူစီရင်တော်မူသောဩဝါဒကိုဆင်ခြင်၍လန်ခီတော်တို့ကိုကြည့်ရှုတော်မူပါအထုံးဖွဲ့တော်တို့နံမွေးရောပါ၏နှုတ်ကပတ်တော်အထုံးဖွဲ့တော်တို့နံမွေးရောပါ၏ပြည့်နှုတ်ကပတ်တော်ကိုမှတ်ပေးမနေပါကိုရောဤကျွန်သည်အသက်ရှင်၍ကိုရောဤကျွန်သည်အသက်ရှင်၍ကိုရောဤကျွန်သည်အသက်ရှင်၍ပေးတော်မူနှုတ်ကပတ်တော်တို့ကိုကြည့်ကိုဤကျွန်သည်အသက်ရှင်၍ပေးတော်မူသောကိုရောဤကျွန်သည်အသက်ရှင်၍နှုတ်ကပတ်တော်တို့ကိုကြားသိနိုင်ပါမည်အကြောင်းကျေးဇူးပြုတော်မူပါကျေးဇူးပြုတော်မူပါ